Lord Voldemort ကိုရင်ဆိုင်ဖို့မော်လောကရဲ့အမောင်ထုထဲမှာတိတ်တဆိတ်ဖွဲ့စည်းခဲ့ကြတဲ့မော်လောကရဲ့လျှို့ဝှက်ဖွဲ့စည်း The Order of the Phoenix မော်လောကကြီးတစ်ခုလုံးအမောင်ထုဖုံးလွှမ်းတော့မဲ့အချိန်နမဲကိုတောင်ထုတ်မပြောရလောက်အောင်လူတိုင်းကကြောက်ရတဲ့ Voldemort အာဏာရနေတဲ့အချိန်ကာလမှာအန်ဒီယယ်တွေကိုအကြောက်လက်မရှိခုခံခဲ့တဲ့လျှို့ဝှက်ဖွဲ့စည်းတစ်ခုရှိပါတယ်အဲ့ဒါကတော့ Albus Dumbledore ကိုယ်တိုင်ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ The Order of the Phoenix အဖွဲ့ပါပဲသူတို့ဘယ်လိုစတင်ခဲ့တာလဲဘယ်သူတွေဒီအဖွဲ့ထဲမှာပါဝင်ခဲ့တာလဲသူတို့ရဲ့အထက်ကတာဝန်တွေကဘာလဲဆိုတာကိုဒီနေ့ဗီဒီယိုမှာအသေးစိတ်ပြပြပေးသွားပါမယ်သူတို့ဘယ်လိုစတင်ခဲ့တာလဲVoldemort ပထမဦးဆုံးအကြိမ်အာဏာကြီးထွားလာခဲ့တဲ့1980ပြည့်လွန်နှစ်တွေမှာ Albus Dumbledore ကဒီအဖွဲ့အစည်းကိုစတင်တည်ထောင်ခဲ့တာပါ။အရင်ဦးဆုံး Old Order First Order of the Phoenix အကြောင်းကိုပြောကြရအောင်။သူတို့ဟာ Voldemort ရဲ့ပထမဦးဆုံးအကြိမ်အာဏာရှင်ဖြစ်ခဲ့တဲ့ခေတ်ကတည်းကတိုက်ပွဲဝင်ခဲ့ကြတဲ့သူတွေပါ။သူတို့ရဲ့ရည်ရွယ်ချက်ကတော့ Ministries of Magic က Death Eaters တွေရဲ့ရန်ကိုထိရောက်အောင်မကာကွယ်နိုင်ခဲ့တဲ့အတွက် Dumbledore ကကိုယ်ပိုင်တပ်ဦးအနေနဲ့ဖွဲ့စည်းခဲ့တာပါသူတို့ဟာအရေးအတွက်နည်းပေမဲ့အလွန်တော်တဲ့မော်စရာတွေဖြစ်ကြပါတယ်။လျှို့ဝှက်တဲ့ရယူတာ Muggles တွေကိုကာကွယ်တာနဲ့ Death Eaters တွေနဲ့တိုက်ရိုက်တိုက်ပွဲဝင်တာတွေလုပ်ခဲ့ကြပါတယ်။အတိကအဖွဲ့ဝင်ဟောင်းတွေကတော့ James နဲ့ Lily Potter, Sirius Black, Remus Lupin, Alastor Mad-Eye Moody, Longbottom စနီးမောင်နဲ့ Gideon Fabian Prevett အမွာညီကိုနှစ်ယောက်နဲ့ Hagrid တို့ပဲဖြစ်ပါတယ်။သူတို့ကအဖွဲ့ထဲမှာဘလို့တာဝန်တွေကိုအတီးတီးယူခဲ့ကြတာလေ။ James နဲ့ Lily Potter တို့ကအဖွဲ့ရဲ့ထိပ်တန်းတိုက်ခိုက်ရေးဓမ္မတွေပါ။ Voldemort ကိုတုံးချိန်တိုင်တိုင်ရင်ဆဲခဲ့ပူပါတယ်။1981 Halloween ညမှာ Harry ကိုကာကွယ်ရင်းနဲ့အသက်ခံခဲ့ရပါတယ်။ Frank နဲ့ Alice Longbottom တို့ကတော့အရေးချင်းရှိတဲ့ aura တွေပါသူတို့ရဲ့တာဝန်ကတော့ Death Eater တွေကိုအမြင့်ပြတ်ဖို့ပါပဲဒါပေမဲ့ Bellatrix ရဲ့ Cruciatus Curse ကြောင့်သူတို့ရဲ့အုံနောက်တွေပျက်စီးသွားခဲ့ရပြီးတော့ data ထက်တောင်ပိုဆိုးတဲ့ကံကြမ္မာနဲ့ရင်ဆိုင်ခဲ့ရပါတယ်Sirius ရဲ့တာဝန်ကတော့တိုက်ခိုက်ရေးထက်ပိုပြီးတော့မှနှက်နေတဲ့ယုံကြည်မှုနဲ့လုံခြုံရေးအပိုင်းကိုတာဝန်ယူရတာပါ။ Order အဖွဲ့ရဲ့အရေးကြီးဆုံးတာဝန်ဖြစ်တဲ့ Secret Keeper အဖြစ်တာဝန်ပေးခံရတဲ့သူပါ။ဒါအပြင်သူဟာ James, Remus တို့နဲ့အတူ Order ရဲ့ကင်းထောက်တာဝန်တွေနဲ့ Death Eaters တွေကိုထိပ်တိုက်ရင်ဆိုင်ရတဲ့တိုက်ပွဲတိုင်းမှာလည်းအမြဲတမ်းရှေ့ဆုံးကပါဝင်ခဲ့ပါတယ်။လူပင်ကတော့ werewolf တူဖြစ်တဲ့အတွက်တခြား werewolf တွေ order ဖက်မှာပါဝင်လာအောင်စီယုံရေးဆင်ရတဲ့တာဝန်ယူရပါတယ်။ Molly Weasley ရဲ့အမွာမောင်နှစ်ယောက်ဖြစ်တဲ့ Gideon နဲ့ Fabian Prevett တို့ကတော့ Death Eater 9ယောက်ကိုတပြိုင်နက်ရင်ဆိုင်ရင်သူရဲ့ကောင်းပီတာစွာတည်ဆုံသွားခဲ့ရပါတယ်။ Alastor Mad-Eye Moody ကတော့ထိတ်တန်းနေနေရေးဓမ္မတစ်ယောက်ဖြစ်ပါတယ်။မူတီဟာ Dumbledore ရဲ့အမာခံတိုက်ခိုက်ရေးဓမ္မဖြစ်တယ်လို့အဖွဲ့ရဲ့ဗျူဟာမှူးလည်းဖြစ်ပါတယ်။ Ministry ရဲ့ထိပ်တန်း aura တယောက်ဖြစ်တဲ့အလျောက် Voldemort ရဲ့အနီးကပ်နောက်လိုက် Death Eaters တွေကိုဖမ်းဆီးရာမှာအဓိကတာဝန်ယူရပါတယ်။သူဟာရန်သူတွေကိုတက်ဖြတ်တာထက်အရှင်ဖမ်းပြီး Azkaban ကိုပို့ဖို့ပဲဦးစားပေးခဲ့တဲ့သူပါ။ဒီတာဝန်တွေကိုထမ်းဆောင်ရင်းနဲ့ပဲသူ့ရဲ့မျက်လုံးတစ်ဖက်ခြေထောက်တစ်ဖက်နဲ့နှာခေါင်းတစ်စိတ်တစ်ပိုင်းတို့ကိုဆုံးရှုံးခဲ့ရတာပါ။အဲ့ဒါကြောင့်ပဲသူဟာ Order ရဲ့စစ်ပြန်ကြီးလို့တင်စားခံရတာဖြစ်ပါတယ်။ The Second Order of the Phoenix Voldemort ပြန်လည်အတက်ဝင်လာတဲ့ Harry Potter and the Goblet of Fire အပြီးမှာ Dumbledore ကအဖွဲ့ကိုချက်ချင်းပြန်စုစည်းခဲ့ပါတယ်။သူတို့ရဲ့အထက်ကတာဝန်တွေကတုံးခုပဲရှိပေမဲ့အရန်နဲ့နေပြီးတော့ပေးဆက်မှုတွေလည်းအရန်များခဲ့ပါတယ်။သူတို့ရဲ့အထက်ကတာဝန်ကတော့ Voldemort ရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်ဖို့ပါ။ Voldemort ရဲ့အစီအစဉ်တွေကိုလျှို့ဝှက်စွာစောင့်ကြည့်ပြီးတော့ဟန့်တားခဲ့ကြပါတယ်။ဒုတိယတစ်ခုကတော့ Harry Potter ကိုကာကွယ်ပေးခြင်းပဲဖြစ်ပါတယ်။ဒါကတော့အဖွဲ့ရဲ့အရေးကြီးဆုံးတာဝန်တစ်ခုပါ။ Harry ကို Dursley အိမ်ကနေ Grimmauld Place ကိုပေးကင်းအောင်ပို့ဆောင်ပေးတာ။ Dementors တွေရဲ့ရန်ကနေကာကွယ်ပေးတာဟာသူတို့ရဲ့နေ့စဉ်ဝတ္တရားတွေပဲဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့အမှန်တရားကိုဖြန့်ဝေခြင်းပဲဖြစ်ပါတယ်။ဝန်ကြီးဌာနက Voldemort ပြန်လာတာကိုညှင်းဆန်နေတဲ့အချိန်မှာOrder အဖွဲ့ဝင်တွေကမော်လောကသားတွေကိုအမှန်တရားကိုသိအောင်တတိရှိအောင်လျှို့ဝှက်စွာစီယုံလုံဆော်ခဲ့ကြပါတယ်။ Sirius Black ရဲ့နေအိမ်ဖြစ်တဲ့ Number 12 Grimmauld Place မှာဌာနချုပ်ကိုလျှို့ဝှက်အခြေစိုက်ခဲ့ပါတယ်။
အဲ့ဒီအချိန်မှာဝန်ကြီးဌာနကဗိုလ်ဒမော့ပြန်လာတာကိုလက်မခံပဲဂျမ်ဘယ်ဒေါကိုအယူလိုဆွဆွဲနေတဲ့အချိန်ဖြစ်ပါတယ်။အဲ့ဒါကြောင့်အော်ဒါအဖွဲ့ဝင်တွေဟာဝန်ကြီးဌာနရဲ့မျက်စိအောက်မှာတင်လျှို့ဝှက်စွာလှုပ်ရှားခဲ့ရပါတယ်။ဗိုလ်ဒမော့ကိုဆန့်ကျင်ဖို့လဲလုပ်နေရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအချိန်ကသူတို့အတွက်အယံကိုခက်ခဲခဲ့ပါတယ်။ကြံရှိခဲ့တဲ့အဖွဲ့ဝင်ဟောင်းများဖြစ်ကြတဲ့ Sirius, Remus, Alastair, Hagrid တို့နဲ့အတူ Severus Snape, Nymphadora Tonks, Kingsley, Madame Gauls နဲ့ Weasley မိသားစုတို့နဲ့အတူပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။အဖွဲ့ဝင်တက်များနဲ့တာဝန်များ Severus Snape ကအန်ဒီရဲ့အရှိဆုံးတာဝန်ဖြစ်တဲ့ Double Agent တရှို့အဖြစ် Death Eaters တွေရဲ့ကြားမှာနေထိုင်ပြီးတော့ Dumbledore စီသတင်းပို့ရပါတယ်။ Nymphadora Tonks ကတော့ထူးခြားပါတယ်။ Metamorphosis Marcus တယောက်ဖြစ်တဲ့အတွက်သူကအကောင်းဆုံးထောက်လှမ်းရေးစပိုင်တယောက်ဖြစ်ပါတယ်။သူက Aura တယောက်ဖြစ်တဲ့အတွက်တိုက်ပွဲဝင်တဲ့နေရာမှာလည်းအယံကိုတော်ပါတယ်။သူက Order ထဲမှာလူငယ်ဆန်တဲ့ခွန်အားနဲ့ပျော်ရွှင်မှုတွေကိုယူဆောင်လာပြီးတဲ့သူပါ။ Kingsley ကတော့ဝန်ကြီးဌာနထဲက Order ရဲ့မျက်စိနဲ့နားဖြစ်ခဲ့ပါတယ်။ဝန်ကြီးဌာနက Harry တို့ကိုအပြစ်တင်နေတဲ့အချိန်မှာသူကအတွင်းကနေသတင်းတွေပေးပြီးတော့အဖွဲ့ကိုကာကွယ်ပေးထားပါတယ်။သူကအလွန်တည်ငြိမ်ပြီးတော့အစွမ်းထက်တဲ့မော်ပညာရှင်တစ်ယောက်ပါ။ Madame Gauls ကတော့မောင်ခိုလောကသတင်းတွေကိုစုံစမ်းပေးရတဲ့တာဝန်ယူရတာပါ။ Sirius Black ရဲ့တာဝန်ကတော့ဒီနေရာမှာအလွန်နာကျင်ရပါတယ်။သူကအိမ်ထဲမှာပဲပိတ်လောင်ခံထားရပြီးအပြင်မထွက်ရတဲ့အတွက်စိတ်ပိုင်းဆိုင်ရာအလွန်ထိခိုက်ရပါတယ်။ဒါပေမဲ့သူက Harry ရဲ့တူဦးဒီတော်မိသားစုဖြစ်တာကြောင့် Harry ကိုစိတ်သက်ပိုင်းဆိုင်ရာခွန်အားတွေပေးဖို့နဲ့အနာဂတ်လမ်းပြပေးဖို့အတွက်ကြိုးစားခဲ့ပါတယ်။လူဖင်ကတော့အဖွဲ့ရဲ့အတိညာဉ်နဲ့စိတ်ရှည်မှုပါသူက order ထဲမှာအရေးကြီးတဲ့အချက်လက်တွေကိုစုဆောင်ရတာနဲ့တိုက်ပွဲတွေမှာအကြံဉာဏ်ပေးချင်းတာဝန်တွေကိုယူခဲ့ရပါတယ်နောက်ထပ်အရေးကြီးတဲ့သူတွေကတော့ view ဟာနဲ့ထောက်ပံ့ရေး supporter များဖြစ်ကြတဲ့ Weasley မိသားစုပဲဖြစ်ပါတယ်သူတို့ကအဖွဲ့ရဲ့နှလုံးသားပါOrder Weasley ဟာ Kingsley လိုပဲ Ministry of Magic ထဲမှာ Order ရဲ့နားနဲ့မျက်စိအဖြစ်တာဝန်ယူခဲ့ပါတယ်Molly Weasley ကတော့ဌာန6ကိုထိမ့်သိမ်းပြီး Grimmauld Place မှာအဖွဲ့ဝင်အားလုံးအတွက်မိသားစုလိုနှွေးထွေးတဲ့စားတောက်တွေကိုတာဝန်ယူပေးပါတယ်။ဒါပေမဲ့သူက Hogwarts တိုက်ပွဲမှာ Bellatrix နဲ့ဘိုင်ဝမ်းချခဲ့တာကိုတော့မေ့လို့မရပါဘူး။ပြောချင်တာကဒီလိုတာဝန်တွေယူနေပေမဲ့သူကခေတူမဟုတ်ဘူးဆိုတာပါပဲ။ Not my daughter, you bitch! Weasley ရဲ့တာဝန်ကတော့ cast breaking နဲ့ဗန်တင်းရယူခြင်းပါ Gringotts ထဲကမော်ပစ္စည်းတွေနဲ့ Voldemort ဘာကိုလိုက်ရှာနေရလဲဆိုတာကိုစောင့်ကြည့်ပြီးတော့သတင်းပေးရပါတယ်။ Charlie Weasley ကတော့နိုင်ငံတကာမော်စရာတွေနဲ့ငကားလေးကျင့်သူတွေကို order ဘက်မှာပါဝင်လာအောင်စီယုံရေးဆင်းရတဲ့တန်တမန်တာဝန်ကိုယူခဲ့ရပါတယ်။ဒါကတော့အတိကအဖွဲ့ဝင်တွေရဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။တခြားအဖွဲ့ဝင်တွေလည်းသူတို့ရဲ့လုပ်ငန်းတာဝန်တွေကိုလျှို့ဝှက်စွာလှုပ်ဆောင်ကြပါတယ်။ Hagrid ဟာဆိုလို့ရှိရင် First Order မှာကတည်းကရှိခဲ့တဲ့ Order ရဲ့အသစ္စာအရှိဆုံးအဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့တာဝန်တွေကတည်ယူပို့ဆောင်ရေးတာဝန်ခံတွေလုပ်ရပြီးတော့ Second Order မှာလည်းဘလူးတွေထံအဆောင်ရှောက်နဲ့တန်တမန်အဖြစ်တွားရောက်ခဲ့ရပါတယ်။နောက်ပြီးတော့ Minerva McGonagall ဆိုရင်လည်းကျောင်းတွင်းကာကွယ်ရေးတာဝန်တွေကိုယူခဲ့ပါတယ်။ Just do your duty to our school! I've always wanted to use that spell. Order အဖွဲ့ဝင်တွေရဲ့စစ်ပွဲကအရေးနီးလဲကြီးခဲ့တယ်လို့ပေးဆက်မှုကလည်းတိတ်ကိုကြီးမားခဲ့ပါတယ်။ခုပြောရတဲ့ဗီဒီယိုထဲမှာခြံခဲ့တဲ့အဖွဲ့တစ်ဖွဲ့ရှိပါတယ်။အဲ့ဒါကတော့ Order of the Phoenix အဖွဲ့ရဲ့စောင့်ရှောက်မှုအောက်ကနေဖြစ်ပေါ်လာတဲ့ Harry တို့ကိုယ်တိုင်ဖွဲ့စည်းထားတဲ့ Dumbledore's Army DA ပဲဖြစ်ပါတယ်။ဒီအဖွဲ့ထဲမှာကနဦးအဖွဲ့ဝင်28ဦးရှိပြီးတော့သူတို့တွေကဘယ်သူတွေလဲသူတို့တွေကဘာတွေကိုလုပ်ခဲ့တာလဲဆိုတဲ့ဟာတွေကိုတော့နောက်ဗီဒီယိုမှာပြပြပေးသွားပါမယ်။ Okay ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဒီလိုအကြောင်းအရာလေးတွေကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင်တော့ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးเนาะအားလုံးပဲနောက်ဗီဒီယိုမှာထပ်တွေ့ကြပါမယ် bye